ကမ္ဘာတဝန်းမှာ Easter ပွဲတော်ဆိုရင် Easter Bunny ကိုအသုံးပြုကြပေမဲ့ Australia တိုက်သားတွေကတော့သူတို့ယုန်ကိုမုန်းတဲ့အတွက် Easter Billy ဆိုတဲ့အရုပ်ကိုအသုံးပြုတယ်ဆိုတာသိရလား။ယုန်ကလေးတွေကိုမြင်ရင်လူတိုင်းကတော့ချစ်စရာကောင်းတယ်လို့ထင်ကြမှာပါ။ဒါပေမဲ့ Australia နိုင်ငံအတွက်တော့ဒီသတ္တဝါလေးတွေဟာနှစ်ပေါင်း150ကျော်ကြာအောင်တိုက်ထုတ်ခဲ့ရတဲ့အဆိုးရွားဆုံးရန်သူတော်တွေဖြစ်ခဲ့ပါတယ်။1859ခုနှစ်မှာဩစတြေးလျကိုအခြေချနေထိုင်တဲ့ Thomas Austin ဆိုတဲ့လူတစ်ယောက်ကအင်္ဂလန်ကနေအမဲလိုက်ဖို့အတွက်ယုန်24ကောင်ကိုယူဆောင်ခဲ့တာကစတင်ပြီးတော့ဒီဖြစ်ရပ်ကြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ယုန်အနှဲငယ်ကိုလှော်ပေးထားတာကဘာမှထိခိုက်မှာမဟုတ်ဘူး။ကိုယ့်အိမ်မှာနေရတယ်လို့ခံစားရမှာပေါ့လို့သူကပြောခဲ့ပေမဲ့သူမေ့နေတာတခုကဩစတြေးလျမှာယုန်တွေကိုစားမဲ့သားရဲတရိတ်ဆန်မရှိနေတာပါပဲယုံတွေရဲ့မျိုးပွားနှုန်းကကြောက်စရာကောင်းပါလေဒီယုံ24ကောင်ကဆယ်စုနှစ်အတွင်းမှာပဲတန်ပေါင်းရာဖြစ်သွားခဲ့တယ်1900ပြည့်နှစ်မှာယုံတွေဟာတစ်နှစ်ကိုမိုင်ပေါင်း80နဲ့နိုင်ငံလုံးကိုပြန့်နှံ့သွားပါတယ်ဒါဟာကမ္ဘာသမိုင်းမှာလူတိုက်တော်ကမျိုးရဲ့အများဆုံးပြန့်နှံ့မှုဖြစ်မှတ်တမ်းသွားခဲ့ပါတယ်ယုံတွေဟာတွေ့သမျှမြင့်အပင်ပေါက်တက်ခေါက်တွေကိုစားပွဲကြီးတစ်ပွဲစားတောက်ကြပါတော့တယ်ရလက်ကတော့စိုက်ပျိုးရေးခြံတွေပျက်စီးကုန်ပြီးဩစတြေးလျရဲ့ဒေသချင်းတရိတ်ဆန်လေးတွေအစာငတ်ကုန်တာပါပဲမြေစီလာတွေပျက်စီးပြီးစိမ့်လန်းတဲ့မြေတွေဟာသဲကန်နိုင်ရလိုဖြစ်လာခဲ့ပါတယ်ဩစတြေးလျအစိုးရဟာဤမျိုးစုံနဲ့တိုက်ထုတ်ခဲ့ပါတယ်တစ်ခြံစည်းရိုးဖက်ပြီးဘာအခြေဆုံးရုပ်ကာကွယ်ရေးခြံစည်းရိုးကိုမိုင်ပေါင်းထောင်ချီတောက်ခဲ့ပြီးယုံတွေကတွင်တူပြီးကျော်ဖြတ်သွားခဲ့ပါတယ်နံပါတ်2ဇီဝစစ်ပွဲနောက်ဆုံးမှာသိပ္ပံပညာရှင်တွေကယုံတွေကိုသိစေမဲ့မက်ဆိုမာဗိုင်းရပ်စ်ထုတ်ခဲ့ပါတယ်အစပိုင်းမှာယုံ90ရာခိုင်နှုန်းလောက်ပြည့်စုံသွားခဲ့ပေမဲ့ကျန်တဲ့ယုံတွေကခုခံအားသိမှုရဝပြီးပြန်လည်ပွားများလာပါတယ်ဒီနေ့အချိန်ထိဩစတြေးလျမှာယုံတန်း200ကျော်ရှိနေဆဲဖြစ်ပြီးအစိုးရကဆက်လက်ထိန်းချုပ်နေရတော့မှာဒီဖြစ်ရပ်ကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့သဘောတရားရဲ့ဂီယစနစ်ကိုလူသားတွေကမစင်မကျင်ဝင်ရောက်ဆွတ်ဖက်ရင်ဘယ်လောက်အထိအန္တရာယ်ကြီးမားနိုင်လဲဆိုတာပါပဲဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ကြနဲ့အောင်နော်နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်သေးတယ်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်